အခုမြင်နေရတဲ့နေရာကတော့ဂီကိုတွေ့ရင်ဒီဇိုင်းမဟုတ်ဒီဇိုင်းမြန်မာစကားတွေသင်ခိုင်းတဲ့ထိုင်ဝမ်ကအသီးအရွက်အသားငါးစီးဖြစ်ပါတယ်။အရင်တစ်ခေါက်ကတော့အသီးအရွက်ဆိုင်ရာအန်တီကတော့ဂီကိုသင်ခိုင်းနေပေါ့နော်။မင်္ဂလာပါတို့ကျေးဇူးတင်ပါတယ်တို့သင်ပေးလိုက်ပါတယ်။အခုအမဲသားဆိုင်ရာလည်းတစ်ခါထပ်ပြီးတော့မေးတယ်ပေါ့နော်။မေးတော့အမျိုးသားကသူတို့ကိုသင်ပေးလိုက်ပါတယ်။ဂီကတော့ဘေးကနေနားထောင်နေခဲ့ပါတယ်။这对吧？很像蚯蚓啊，蚯蚓，哎，很像蚯蚓。啊，来，谢谢，拜拜。 ဒီဈေးကတော့တော်တော်လေးကျယ်တယ်ဒါပေမဲ့အမဲသားဆိုင်ကသူတို့တစ်ဆိုင်ပဲရှိတာပေါ့နော်အဲဂီကသူတို့ဆိုင်မှာတော့ဝယ်တာဆိုရင်အခုတစ်ခေါက်နဲ့ဆိုရင်နှစ်ခါရှိပြီပေါ့နော်ဒါကြောင့်ဂီကိုသူတို့ကမှတ်မိနေတယ်ဒါကြောင့်သူတို့ကဂီကိုနှုတ်ဆက်တယ်နေမြန်မာကမလားဆိုပြီးတော့သူတို့ဂီကိုမှတ်မိတယ်ပေါ့နော်အဲကြရင်တော့ဟုတ်ပါတယ်ပေါ့ပြောပြီးတော့စကားလေးပါလေးနည်းနည်းပြောခဲ့ရတာပေါ့နော်这个多少钱200。ပြီးတော့ဒီကငတဲကြောက်ကကြတော့လေအသားတွေပဲတည်တာပြုတ်ပြုတ်လေးစောင်းလို့ကောင်းတယ်ဘလိုမျိုးလောက်ထားတာလဲတော့မသိဘူးပေါ့နော်မြန်မာပြည်ကငတဲကြောက်ကတော့မမ6ပိတ်မင်ကက်ကက်အဲ့လိုမျိုးကြီးလေဒီကငတဲကြောက်ကကြတော့ဝဝတုတ်တုတ်အသားတွေပဲကြီးကြိုက်တယ်ဒီကငတဲကြောက်ကိုဒီဆိုင်ကတော့ဗီယက်နမ်ဆိုင်ဖြစ်ပါတယ်သူ့ဆိုင်မှာဆိုရင်မြန်မာမှာရနိုင်တဲ့အသီးရွက်တွေဖြစ်တဲ့ခရမ်းကျွတ်တီတို့ဂွေးသီးတို့မြင်းခွာရွက်တို့ပြီးတော့စပလင်တွေအဲ့ဒါတွေရတယ်ပေါ့နော်ထားမှာကြတော့တချို့အသီးရွက်တွေဆိုလို့ရှိရင်အချိန်သားတွေနဲ့ရောင်းတာပေါ့နော်အဲ့လိုမျိုးကြီးမကြိုက်ဘူးဒီမှာကြတော့အမဲသားမစားကြဘူးလားမသိဘူးအမဲသားဆိုင်နဲတယ်ပေါ့နော်ဝတ်သားဆိုင်တွေကပို့ပြီးတော့များပါတယ်ပြီးတော့ဒီကငါတော်တော်များများကြီးမသိဘူးပေါ့နော်ကကတစ်တို့ဇလာပီယာတို့တော့သိပါတယ်ကျန်တဲ့ငါးတွေတော့ကြီးမသိပါဘူးငါးတွေကလှလှလေးတွေပေါ့နော်干净点。